ကျဆမာပြီးချင်းနေပြီးတော့ပြန်နေချဆိုပါတယ်ဒီနေ့ပြပြချင်းတဲ့အကြောင်းကတော့ကျွန်တော်ဒီထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှအကြောင်းအလေးတွေနဲ့လက်ရှိကျွန်တော်ထိုင်းနိုင်ငံကိုလာဖို့တော့ပြောနော်ပြောထားတဲ့လူတွေမိထားတဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာတော့မလာသင့်သေးဘူးလို့ပြောလို့ရပါတော့ဘာကြောင့်လဲဆိုတော့နံပါတ်1ချက်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဆိုလေပရိပခါတွေတော်တော်လေးများနေတယ်အဲသူတို့နိုင်ငံရေးမှာဆိုလေနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဆိုလေအပြောင်းလဲတွေပါလေတော့မဲတွေပါပြန်ပြီးတော့မှရွေးနေတာတွေလုပ်နေတာရှိတယ်ပြီးတော့ဒီထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရာသီဥတုတွေပဲဖြစ်စေပြီးတော့ကျန်းမာရေးအရာပဲဖြစ်စေပေါ့နော်သူတို့နိုင်ငံရဲ့ထူထောင်ရေးလုပ်တဲ့အရာတွေပြီးတော့စီးပွားရေးရအောင်ပေါ့နော်အဲ့ဒါလေးဆိုလည်းနည်းနည်းလေးပြဿနာလေးတွေမှရှိနေတယ်ပြီးတော့မြန်မာရေးနဲ့ပတ်သက်ပြီးတော့မြန်မာလူမျိုးတွေရအောင်နော်အချင်းချင်းရင်ဖြစ်ကြတာတွေအတိုင်းခံရတာတွေမြန်မာလူမျိုးတွေနဲ့ထိုင်းနေရင်ဖြစ်တဲ့အားတွေအဲ့ဒါတွေပတ်သက်ပြီးတော့မှအခုနောက်ပိုင်းဆိုလည်းအဖွဲ့အစည်းတွေပို့ပြီးတော့မှထိုင်းလူမျိုးတွေကဖွဲ့ပြီးတော့မှမြန်မာလူမျိုးတွေကိုသီးသန့်လိုက်ဖမ်းဆီးပြီးတော့မှအဲ့လိုမျိုးပေါ့နော်လုံနေတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့တရားမဝင်နေတဲ့လူတွေကတော့ဘိုးစင်ပေါင်းစင်တဲ့အများကြီးပဲထိုင်းနိုင်ငံမှာနေတာအဲ့လိုမျိုးတွေပဲရှိတယ်ဆိုရင်တော့ရိုက်တန်းနှက်တာတွေပဲဖြစ်စေရေစကန်ပို့တာပဲဖြစ်စေမြန်မာနိုင်ငံတွေပြန်ပို့တာပဲဖြစ်စေအဲ့လိုမျိုးတွေအများကြီးရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီရပိုင်းတွေမှာဆိုလဲကျွန်တော်တို့ဒီရက်ွက်ထဲမှာဆိုလဲအဖမ်းဆီးတွေတစ်ခါမှမဖမ်းဘူးတဲ့ဒီချုံပူတွေပစီရမှာတော့မှအဖမ်းဆီးတွေဒီအဲ့လိုမျိုးပေါ့နော်ရှိကြတယ်ဆိုတော့တော်တော်လေးကိုမှတော်တော်လေးနည်းနည်းကြက်နေတာဖြစ်တာပေါ့နော်အခုချိန်မှာ passport ပဲဖြစ်စေ visa တွေပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးရှိရဆိုရင်ပြဿနာမရှိဘူးအဲ့ဒါဘာမှမရှိဘူးဆိုရင်တော့ဒါပြဿနာတော်တော်လေးကိုမှတော်တော်လေးရှိရောနော်လက်ရှိအခြေအနေမှာလည်းလောက်ကမဲ့ဟာပေါ့နော်ကျွန်တော်လှုပ်ပြီးတော့လာမယ်ဆိုရင်လည်းကျွန်တော်တို့လာမယ့်လမ်းကြောင်းတွေမှာလည်းအဖမ်းဆီးတွေတော်တော်လေးကိုများတယ်တချို့ပေါ့နော်မြန်မာပြည်ကနေပြီးတော့မှတိုက်ရိုက်ခေါ်ပြီးတော့မှဒီအလုပ်လုပ်မိတဲ့လူတွေဆိုလည်းလက်ရှိအခြေအနေမှာမခေါ် problem နဲ့ဖြတ်ပလိုက်ပြီပေါ့နော်အဲ့တော့ဒါပေမဲ့သွားနေကြတာတော့ရှိတယ်ဒါတော့ကိုယ့်ရဲ့ပုံမူတည်တယ်ပေါ့နော်ကိုကသွားခြင်းတယ်မညာဆိုရင်တော့မှအပေါ်ဘက်ကနေသွားမယ်ဆိုရင်တော့မှအခုလက်ရှိအခြေအနေရဆိုရင်တော့မှ300လောက်ကုန်ပါဘာကြောင့်လဲဆိုတော့ဒီဘက်မှာဆိုပေါ့နော်ဟိုပတ်တွေကတော့ဘူးပိတ်သွားပြီဆိုတော့အဲ့တော့အလုပ်စမတ်ကာတွေပေါ့နော်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့မှလုပ်ရတဲ့ process တွေစာတမ်းကိစ္စတွေဆိုတော့ကုန်မယ်မြန်မာနိုင်ငံနေပြီးလေနဲ့ပဲဖြစ်စေပေါ့နော်အောက်လမ်းပဲဖြစ်စေအဲ့လိုလာပြီးဆိုတော့ကုန်ကြစီရှိရဆိုရင်တော့မှကျွန်တော်တို့အိမ်တော်ကသွားတယ်ဆိုရင်340လောက်ကုန်နေချိန်မှာအခုလူမျိုးတွေပေါ့နော်100ဝင်ချင်တော့ကုန်မှာအဲ့အလုပ်မရှိတဲ့တော့တင်မှာဆောင်းရတာတွေစားရတယ်ဆိုတော့ကုန်ကြစီတွေရများတယ်ပေါ့နော်လက်ရှိရတဲ့အဖမ်းဆီးရတယ်များတယ်ဘက်ကလည်းပိတ်သွားပြီဆိုတော့တရားမဝင်ပေါ့နော်ဘာမှမရှိဘဲနဲ့နေထိုင်မယ်ဆိုရင်အဆင်မပြေဘူးပြီးတော့လက်ရှိကြားသိရခြင်းကတော့ဘန်ကောက်လောက်ပဲနည်းနည်းလေးအဆင်ပြေပဲဘန်ကောက်ပြပနေရာတွေဆိုရင်အဖမ်းဆီးတွေများမယ်ချုံပူတွေလုပ်ပါလို့ဆိုတော့အဲ့လိုမျိုးပေါ့နော်လက်ရှိကျွန်တော်တို့ကပတရားမှာနေရဆိုပတရားဘက်မှာတော့တိတ်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်အတန်တော့တိတ်မကြဘူးဒီဆိုးကပိုင်းရနေပြီးတော့မှဒီရပိုင်းတွေဖမ်းဆီးပညာရှိတဲ့ဟာတွေကတော့ကြားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရပြဿနာမရှိဘူးစာရစာတမ်းတွေအကုန်စုံလဲဆိုပြဿနာမရှိဘူးပြီးတော့လူတွေနောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကဟိုဘန်ကောက်ဆိုရင်ဘန်ကောက်မှာကျွန်တော်တို့ကဒီအလုံးနဲ့ပတ်သက်ပြီးတော့မှဝက်ပါမစ်တွေလောက်ထားရဆိုရင်ဘန်ကောက်မှာပဲလုပ်လို့ရမှာနေပြောင်းပြီးလုပ်လို့မရအောင်အဲ့လိုလူမျိုးတွေလည်းရှိကြအောင်နော်တချို့တို့ကျတော့ဟိုဖူးကမှာလောက်ထားတဲ့လူကဒီပတရားမှာလာလုပ်နေတာလို့ပါဆိုမရအောင်ကိုယ့်ရဲ့ဝက်ပါမစ်ကလည်းလောက်ထားတာချုံမူမှာလောက်ထားရဆိုရင်ချုံမူတွေမျိုးတွေမှာပဲလုပ်ရမယ်တခြားနေမှာလုပ်လို့မရအောင်နေကြပြီးလုပ်လို့မရအောင်အဲ့ဒါတွေနေကြပြီးလုပ်တာပါညာဆိုရင်ဖန်စီခံရတာလည်းရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရက်93လို့ပါလို့ထူပါတယ်ပြီးတော့အိမ်မှာနေရဆိုရင်အဆောင်တွေမှာငားနေတယ်မှာညာဆိုရင်ဒီအဆောင်ပိုင်ရှင်တွေပေါ့နော်အဲစင်းမှာညာတိုင်ရတယ်အများကြီးရှိတယ်တကယ်လို့ကိုယ်ဖမ်းနေတယ်ဆိုရင်တော့မှမျိုးစုံပေါ့နော်ကြည့်ပြီးတော့မှရက်90တော့မပါဘူးဆိုရင်ဖမ်းလို့ရတယ်အဲစင်းမတိုင်ထားဆိုရင်ဖမ်းလို့ရတယ်ဖမ်းပြီးတော့မှဟိုတန်ဝေဆောင်ရတာကညာရှိတယ်ပေါ့နော်အဲ့တော့တော်တော်လေးမှတော်တော်လက်ရှိချိန်မှာတော့ခက်ခဲနေတယ်ပေါ့နော်အဲ့တော့လက်ရှိချိန်မှာတော့ထိုင်းနိုင်ငံကိုမလာသင့်သေးဘူးလို့ထင်တယ်လာမယ်ဆိုတော့ကိုယ့်ရဲ့အပေါ်မူတည်တာပေါ့နော်အခုချိန်မှာပရိပခါတွေအရင်များတယ်ဆိုတော့အဖမ်းဆီးတွေများတယ်ပေါ့နော်အဓိကအားဖြင့်နော်တချို့လူတွေဆိုရင်ထိုင်းကနေပြီးတော့တခြားနိုင်ငံပြောင်းပြီးတော့မှ VNN တို့ပေါ့နော် Apple တွေကနေပြီးတော့မှပြန်ပြောင်းနေတဲ့လူတွေလည်းလက်ရှိအချိန်မှာတော်တော်များများတွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိသတင်းအရာတော့ထိုင်းနိုင်ငံကိုမလာပါနေအောင်ပေါ့နော်လာခြင်းနဲ့ဆိုရင်တော့မှပတ်စင်းပေါ့နော်ပတ်ဖွင့်တဲ့သတင်းပေါ်မူတည်ပြီးတစ်နေ့တစ်ခါပဲဖွင့်လာဆိုတော့ပတ်တင်တဲ့အချိန်ကြီးကျမှလာတာပိုပြီးအဆင်ပြေစားရဆန်တဲ့စုံစုံတွေရှိရဆိုရင်ကိုအောင်အေးစစ်စစ်ကောင်းအောင်နေလို့ရတာပေါ့နော်အဲ့တော့နောက်တစ်ချောင်းအရေးသိရရင်ပြန်ပြပြပေးပါမယ်ကျေးဇူးများတင်ပါတယ်